မိဘပြည်သူများရှင်မြန်မာနိုင်ငံနှံ့ပြားမှာရှိတဲ့စာသင်တိုက်များနဲ့ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်အင်းစိန်မြို့နယ်ရွာမအနောက်ရပ်ကွက်မှာတည်ရှိတဲ့ဆရာတော်ကြီးအကမဟာပန္နိတနိုင်ငံတော်ဩဝါဒစရိယာဗဒ္ဒနာတိလောကပိဝန္တာတည်ထောင်တော်မူသောအင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ဟာလည်းတစ်ခုအပါဝင်ဖြစ်ပါရဲ့ရှင်ပရိယတ္တိပရိပတ်တိပရိဝေဒတိဟူသောသာသနာတော်ကြီး၃ရက်အတွန်းရှိတည်တဲ့နိုင်စေရေးအတွက်အဓိကရေးသားမြစ်ကြီးကတော့ပရိယတ္တိသာသနာတော်ကြီးပဲဖြစ်ပါရဲ့ရှင်ဖယားရှင်ရဲ့သားတော်များဟာဖယားရှင်ဟောကြားခဲ့တဲ့အဘိဓမ္မာဝိနည်းတုတ်တန်တွေကိုဒီကနေ့တိုင်းမပြောက်ပြတ်အောင်လက်ဆင့်ကမ်းသင်ဆောင်လာခဲ့ကြတာပဲဖြစ်ပါရဲ့ရှင်ကျောင်းကျယ်ဝန်းကတော့9ဧကခွဲခန့်ရှိပြီးတော့ဝင်းအတွင်းမှာပြည်လုံးချမ်းသာဆူတောင်းဖြင့်ရွှေသားလျောင်ဖျားကြီးလက်ကျိတ်ရှိစုစီတီတော်ဆရာတော်စံကျောင်းမဟာထေရဝန္တတိုက်ကျောင်းမဟာစန္ဒဝင်းသုံးထပ်တိုက်ကျောင်းတော်ကြီးကဏ္ဍဝန်ဆောင်သုံးထပ်တိုက်ကျောင်းတော်ကြီးတိမ်ကျောင်းဝန်တန်တို့ရခိတဆောင်ဇေဝိတဒါနဆောင်အာဟာရဓာရီလက်ထက်စွန်းစားကြောင်းတော်ကြီးစာသင်ဆောင်များနဲ့ရဟန်းများတည်င်း300အဆောင်များကိုတွေ့မြင်ကြရမှာပဲဖြစ်ပါရဲ့ရှင်ကျောင်းလိုက်တိဆောက်ပုံနဲ့ပတ်သက်ပြီးဆရာတော်ကြီးဗဒ္ဒနာတိလောကပိဝန္တာကအခုလိုမြင်ကြတော်မူခဲ့ပါရဲ့ရှင်။အင်းစိန်ရောင်ပရိယတ္တိစာသင်တိုက်ရဲ့တည်နေရာကရန်ကုန်တိုင်းဒေသကြီးရဲ့မြောက်ပိုင်းခရိုင်အင်းစိန်မြို့နယ်ရွာမအနောက်ရပ်ကွက်ထောင်ရဲ့အင်းစိန်ရွာမဗုဒ္ဓရဲ့တမ္ပဏိစိတ်ရဲ့၃ခုခြားလို့ပြောလို့ရတယ်။အကျယ်ဝန်းကတော့မူရင်းငကွာရှိခဲ့တဲ့မြေပုံအနေထားရ6ဧကနဲ့ဓာတ်မ80လောက်ရှိတယ်လို့ပြောတယ်။ဒါပေမဲ့ယခုလက်ရှိကျောင်းတိုင်းဒတိုင်းခတ်တဲ့အခါမှာနည်းနည်းလေးဘေးကလမ်းတို့ဘာတို့ခြံခတ်လိုက်တဲ့အခါမှာတော့9ဧကကျော်ကျော်လောက်တော့ရှိမယ်။9ဧကခွဲလောက်တော့ရှိမယ်ပေါ့။အင်းစိန်မြို့ရဲ့မူရင်းနေရာကဒီရွာမနေရာဟာဒါမူရင်းနေရာပဲ။ဒီရှေးတုန်းကမွန်နေရဲ့ဝဟာရအရစိန်ဆိုတာဆင်ကိုခေါ်တယ်အဲ့တော့ဆင်နေရေစိန်နဲ့အင်းကြီးဟာဒီရွာမကျောင်းရဲ့ရှေ့ထိပ်နားမှာငကိုတော့အင်းရှိတယ်အဲ့အင်းကြီးရှိတဲ့နေရာမှာဒီရွာမကိုတည်တာဖြစ်ခြင်းကြောင့်အင်းစိန်တို့မူလတည်ခဲ့တယ်ကျောင်းတိုက်ကတော့ငကိုတော့ရှေ့အစဉ်ဆက်တွေကရှင်းမင်းတွေလက်ထက်တွေကရှိခဲ့ပုံရပါတယ်ဒါပေမဲ့ဒီကျောင်းဟာမူရင်းကျောင်း
ဒီအင်းစိန်မြို့နယ်ရဲ့မူရင်းကျောင်းဖြစ်နေခြင်းကြောင့်ရွာမရက်ရွာမကျောင်းလို့ဒီလိုပဲငကူကမူတည်ခဲ့တာပေါ့နာမည်တွင်ခဲ့တယ်နောက်ရွာမပရိယတ်တိစာသင်တိုင်းဖြစ်ပေါ်ခြင်းကတော့1980ခုနှစ်ဇူလိုင်14ရက်နေ့ကစပြီးတော့ရွာမပရိယတ်တိစာသင်တိုင်းအမည်နဲ့စာသင်တိုင်းဖွင့်ခဲ့တယ်အဲ့လိုစပြီးတော့ဒီခဲ့တဲ့ခုဆိုရင်အနှစ်ပေါင်း48နှစ်လောက်ရှိသွားပြီပထမဒီဆရာတော်ရောက်လာခြင်းကဒီမှာဆရာတော်ကြီး2ပါးရှိတယ်ဆရာတော်ဥကေတုနဲ့ဆရာတော်ဥနန္ဒဝန္တဆိုတဲ့ဆရာတော်2ပါးရှိတယ်အဲ့ဆရာတော်2ပါးကဆရာတော်ဒီမှာစာသင်တိုက်လာပြီးတော့ဦးစီးပေးပါလို့ပြင်ချင်းကြောင့်ဆရာတော်လည်းပဲစာမွေးတွေပြီးတဲ့အချိန်မှာတစ်ဖက်ကလည်းကိုယ်စာလို့ရင်ဒီစာသင်တိုက်လည်းပဲတက်နိုင်တဲ့လောက်ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ရောက်လာတာဖြစ်တဲ့ခုနကပြောလို့1980ခုနှစ်ဆရာတော်ရောက်တာတော့ဧပြီလလောက်တည်းကရောက်တယ်သို့တော့ဇူလိုင်လလောက်မှစာသင်တိုက်အတိအမှန်ပြုပြီးတော့ဖွင့်ပွဲလုပ်ခဲ့တယ်ပေါ့နော်အဲ့လိုမိဂရမှာပထမစာသင်တိုက်စဖွင့်ကားတော့စာသင်သား30ကျော်လောက်ပဲရှိတယ်တဖြည်းဖြည်းနောက်နှစ်မှာ80ကျော်လောက်တတိယနှစ်ကနေစပြီးတော့100ကျော်နောက်ပိုင်း300 400များသောအားဖြင့်ဒီရောမစာသင်တိုက်အစဉ်ဆက်ကအခုနှစ်ပေါင်း40အတွင်းမှာ400ပတ်ဝန်းကျင်လောက်ကများပါတယ်တခါလေလည်း900နီးပါးလောက်တော့ရောက်လာရှိတယ်ခုနောက်ပိုင်းတော့နေရအခြေအနေရ400ကျော်လောက်အမြဲတမ်းလက်ခံပြီးတော့စာသင်သားတွေမွေးထုတ်ပေးတယ်အောင်မြင်မှုတွေလည်းပဲတော်တော်ရခဲ့ပါတယ်ဂုဏ်နူးဆောင်ဝဲအသီးသီးမှာဂုဏ်နူးရတဲ့ပုံကိုယ်တွေလည်းတော်များခဲ့ပါတယ်ဆရာတော်လည်းခုအသက်89နှစ်ရှိသွားပြီဆရာတော်မသေးခင်မှာပဲဒီကျောင်းတိုက်ကိုလည်းဆက်လက်ပြီးတော့ထိမ့်သိမ့်နေအောင်ဆိုပြီးတော့တကယ်ထူးချွန်တဲ့နာယကပုဂ္ဂိုလ်တွေနဲ့လက်တွဲပြီးတော့ပညာရေးအဖွဲ့တို့စီမံအုပ်ချုပ်ရေးအဖွဲ့တို့လည်းဖွဲ့ထားတယ်အဲ့ထက်မှာကျောင်းတိုက်ကိုလည်းပဲတကယ်ကိုဥဆောင်နိုင်မဲ့ပုဂ္ဂိုလ်ကိုလည်းပဲတိုက်အုပ်အနေနဲ့ခန့်ပြီးတော့ကျောင်းလည်းသူစင်ဆက်လွှဲထားတယ်ခုလက်ရှိအခြေအနေကတော့ဆရာတော်ရဲ့နောက်တိပိဋကဒရဆရာတော်တစ်ပါးရဲ့နောက်တစ်ခါသာမဏေကျော်ဘွဲရတက်ကြတိဟစေတီငနာဘွဲရဘေးဝန္တဘွဲရဆရာတော်တစ်ပါးရဲ့3ပါးအနေနဲ့3ပါးဆိုင်တိတန္တကအနေနဲ့လွှဲထားတယ်ဆရာတော်မရှိရင်ဟို2ပါးကဆက်ပြီးတော့ထိမ့်ဖို့ပါပဲခုလက်ရှိအခြေအနေရတော့တရားဓမ္မတွေရဲ့အပေးမှုလည်းအဆင်ပြေပါတယ်စာရေးတော်ရေးနေရေးထိုင်ရေးဟိုတိတ်အဘောအများကြီးအပြည့်စုံကြီးမဟုတ်သည့်တိုင်အောင်ဟိုပရိယတ္တိပရိပတ်တိလုံလောက်ပြည့်ပြည့်စုံလုံနိုင်တဲ့အခြေအနေဖြစ်အောင်တရားဓမ္မတွေလည်းပဲကိုကြီးအားပေးမှုရှိပါတယ်နိုင်ငံတော်လည်းပဲအထက်လျောက်ပံ့ပိုးမှုရှိပါတယ်ဆရာတော်ရဲ့သင်ကြားနည်းစနစ်တွေမှာအထူးသဖြင့်အဘိဓမ္မာသင်ကြားနည်းစနစ်တို့အဘိဓမ္မာသရသင်ကြားနည်းစနစ်တို့မှာဆရာတော်ရဲ့သင်ကြားနည်းစနစ်ကတနိုင်ငံလုံးဟိုရင်နီးရွာတဲ့စနစ်ဖြစ်နေခြင်းကြောင့်ဆရာတော်လည်းပဲအားလုံးရအောင်ဆိုပြီးတော့စာအုပ်တွေလည်းပဲလက်ဆောင်နာမည်နဲ့ထုတ်ပေးတာတွေအများကြီးရှိတယ်အဲ့တော့ဒီချိန်တုန်းကတော့နှစ်ပေါင်း20ကျော်လောက်ຫນွေရာသီမှာဒီကျောင်းထဲမှာမနေနိုင်တဲ့ပုံကိုယ်တွေအတွက်ဒီຫນွေသင်တန်းဆိုတဲ့သင်တန်းတွေကိုလုပ်ပေးတယ်ကိုကတော့ဆရာတော်ဒီ80နာနီးလာတဲ့အခါကျတော့အဲ့ຫນွေသင်တန်းတွေကိုတော့ရပြီးတော့ဆရာတော်ရဲ့တပည့်တွေပဲဆက်လက်ပို့ချခိုင်းပြီးတော့ဆရာတော်ကတော့ဟိုတင်လမ်းညွှန်ပေးုံစီမံပေးုံကုကဲပေးုံတော့ပဲလုပ်ပါတော့တယ်ဆက်လက်ပြီးတော့လည်းပဲဒီသာသနာတော်ကြီးကိုជីវတိုးတက်နိုင်အောင်တရားဓမ္မတွေကိုလည်းဆရာတော်ပြောချင်တာကတော့ဘာပဲဖြစ်ဖြစ်ဒီမြန်မာနိုင်ငံဟာထေရဝါဒဗုဒ္ဓသာသနာတော်ပြန့်ပွားဆုံးနိုင်ငံဖြစ်နေခြင်းကြောင့်ဒီသာသနာတော်ကိုဆက်လက်ထိန်းသိမ်းမှုကဆရာတော်ကလက်တွဲပြီးတော့ထိန်းသိမ်းမှဒီသာသနာတော်ဟာဆက်လက်တည်တတ်နိုင်တယ်အဲတော့ဆရာတော်ကြီးရဲ့တက်လည်းပဲမတည်တတ်နိုင်ဘူးပေါ့တရားဓမ္မနဲ့ဆရာတော်ကလက်တွဲပြီးတော့တည်တတ်နိုင်မှာဖြစ်တယ်ဒါကြောင့်မလို့အားလုံးတရားဓမ္မတွေလည်းပဲဆရာတော်ကလက်တွဲပြီးတော့မိမိတို့ရဲ့မြန်မာနိုင်ငံသာသနာစင်ဆက်ကိုထိန်းသိမ်းကြပါလို့ဆရာတော်တိုက်တွန်းလိုပါတယ်မြန်မာနိုင်ငံဒီတကယ်တော့ဗုဒ္ဓဘာသာသာသနာနဲ့စတင်တည်ထောင်ခဲ့တဲ့နိုင်ငံဖြစ်တယ်
ထမမြန်မာနိုင်ငံတော်တည်ထောင်တဲ့ပကံကအနော်ထာမင်းမှစထေရဝါဒသာသနာကိုတကယ်ကိုကြိုးစားသာပြုပြင်ခဲ့တယ်အဲ့ဒါလည်းပဲအခုချိန်ထိအောင်လည်းပဲထုံထုံကားဖြစ်တော့ဆက်လက်ပြီးတော့တည်ရနိုင်အောင်ဆိုတာကမိမိရဲ့တိုင်းပြည်နဲ့လူမျိုးဘာသာသာသနာဟာတကယ်တော့အမွန်အမြတ်ဆုံးဖြစ်တဲ့ဗုဒ္ဓသာသနာတော်ရဲ့အရေးအောက်မှာနေတဲ့မြန်မာနိုင်ငံဖြစ်ခြင်းကြောင့်ဆက်လက်ပြီးတော့ဒီမိမိတို့ရဲ့တိုင်းပြည်နဲ့လူမျိုးဘာသာသနာအကျိုးကိုတတ်နိုင်ဆုံးတက်ညီလက်ညီဝိုင်းဝန်းပြီးတော့ဆောင်ရွက်ကြပါနောက်မိမိတို့အချင်းချင်းညီညွတ်မှသာလျှင်ဘေးရဲ့အန္တရာယ်တွေကိုလည်းပဲကာကွယ်နိုင်မှာဖြစ်ခြင်းကြောင့်ဆရာတော်ပြောချင်တာကတော့တိုင်းပြည်မှာပါတီအသီးသီးရှိတော်လည်းပဲမိမိတို့ရဲ့ရည်ရွယ်ချက်ဥတီချက်အသီးသီးရှိတော်လည်းပဲတိုင်းပြည်နဲ့လူမျိုးဘာသာသာသနာအတွက်ကတော့ဥတီချက်ညီညီနဲ့ညီညီညွတ်ညွတ်ဆက်လက်ပြီးတော့မြန်မာနိုင်ငံတော်ကြီးကိုဆက်လက်ထိန်းသိမ်းကြပါလို့တိုက်တွန်းရင်းနဲ့ဆရာတော်ကိုဒါအထူးသဖြင့်ညီကုန်းချုပ်အနေနဲ့ပြောလိုပါတယ်။ကျောင်းတိုင်းမှာဆရာတော်ပါဝင်စာချ19ပါစာသင်သားရဟန်းတာမဏေ434ပါအတွက်အာယုံစွန်းကိုတော့စွန်းလို့ရှင်ရှိတော်နေမှာပါအင်းစိန်မြို့နယ်လုံးဆိုင်ရာပူပေါင်းစွန်းလောင်းအသင်းကြီးမိုဘိုင်းမှာတာဝန်ယူပြီးတော့မနက်3နာရီချိန်မှာလာရောက်ပို့ဆောင်ပေးပါတယ်မနက်4:15ချိန်တန်ကြောက်ခောက်ချိန်မှာအိယာမှာထားကြရပြီး4:45ချိန်မှာဘောင်နာရှုနဲ့ပွားများနိုင်ရတဲ့အတွက်တာနာဝဲလေးထက်ကျောင်းဆောင်ကြီးစီကိုကြွားလုံးတော်ပူကြရပါရဲ့ရှင်မနက်9:00နာရီခွဲချိန်မှာတော့အာယုံစွန်းဖုံးပေးနိုင်ရန်အတွက်အုံမောင်ခောက်ချိန်မှာတော့တန်ဃာတော်များဟာစွန်းဖုံးနိုင်ရန်အတွက်နှစ်ထပ်စွန်းစားဆောင်သို့ကြွချီတော်မူကြရပါရဲ့ရှင်စုံမဖုံးမီမှာဆရာတော်ကြီးကစုံမစကားပြောကြပြီးအလုံးရှင်များကိုမေတ္တာပို့ညပေးဝေကြပါရဲ့ရှင်အဲ့ဒီနောက်မှာစွန့်ဖုံးကြရပါတယ်တိုင်းဦးဆရာတော်အရှင်ဇာနေရကတာဝန်ယူဆောင်ရွက်ထားမှုအခြေအနေကိုအခုလိုပဲရှင်းလင်းမိန့်ကြားပြီးတော်မူခဲ့ပါရဲ့ရှင်။ဘုံဘုံရဲ့ဘွဲတော်ကတော့ဗဒန္တဇာနေရဖြစ်ပါတယ်။ဝါတော်ကတော့45ဝါရရှိပြီးပါပြီ။ဘုံဘုံတာဝန်ယူနေရတာကတော့ဒီတိုက်တာမှာတ
တိုက်အုပ်တာဝင်ယူနေပါတယ်သာသနာတော်နဲ့ပတ်သက်လို့ကတော့ဘုန်းကြီးများအနေနဲ့သာသနာတော်မှာယဟန်သာမဏေများဆောင်ရွက်ရမယ့်ပရိယတ်တိလုပ်ငန်းပฏิပတ်တိလုပ်ငန်းတွေကိုပဲဆက်လက်ပြီးတော့မိမိရဲ့သူစွမ်းနိုင်သလောက်စွမ်းအားရှိသလောက်ဆက်လက်ပြီးတော့ကြိုးစားပွားများအားထုတ်ဖို့ဘုန်းကြီးများရည်ရွယ်ချက်ထားရှိပါတယ်မနက်6 နာရီချိန်မှာတော့ကျောင်းတွင်းကျောင်းပြင်တန်ရှင်းရေးပြုလုပ်ကြရပါတယ်မနက်6 နာရီခွဲချိန်မှာတော့စာအန်ကျောင်းတက်စုပေါင်းစာချက်ချိန်ပဲဖြစ်ပါရဲ့ရှင်ဆရာတော်အရှင်ဇနိတာဘိဝန္တကလည်းတာဝန်ဆောင်ရွက်နေရတဲ့အပိုင်းကိုအခုလိုပဲမိန့်ကြားတော်မူခဲ့ပါရဲ့ရှင်။ကိုစင်ပွဲအမြင်ကတော့ဦးဇနိတာဘိဝန္တဖြစ်ပါတယ်။16 ဝါရှိပါပြီ။ယဟန်ပြည့်စတင်ခံယူတဲ့အချိန်ကတော့1359 ခုနှစ်တပေါင်းလမှာမယန်းကုန်းမြို့နယ်တိပိဋကမဟာကန္နာကိုကျောင်းတိုက်ခန္ဓာသိတ်တော်မှာယဟန်ဖြစ်ခဲ့ပါတယ်။အဲ့ဒီနေ့ယဟန်ဖြစ်ပြီးတော့ဒီအင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ကိုပြန်ရောက်လာပါတယ်ပြီးတော့မန္တလေးမြို့မဟာဝိသုဒ္ဓယုတိုက်သစ်စီရှင်ကျောင်းမှာလည်းပညာသင်ယူခဲ့ပါတယ်တာဝန်ယူရတာတော့ဦးစင်းကအင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှာတိုက်အုပ်နာယကအဖြစ်တာဝန်ယူရတာဖြစ်ပါတယ်ဦးစင်းပို့ချတဲ့တန်းတွေကတော့ဓမ္မစရိယတန်းတိလက်ခံကျမ်းကိုပို့ချပါတယ်။သာမဏေကျော်တန်းထဲမှာဆိုရင်တော့တတိယဆင့်အင်္ဂုတ္တဘာသာနဲ့ဒုတိယဆင့်အင်္ဂုတ္တပါဠိတော်ဘာသာကိုပို့ချနေတာဖြစ်ပါတယ်။လက်ရှိဒီမှာသင်နေတာကလက်ရှိဒီနှစ်ဒီအချိန်မှာစာသင်သားဦးရေက434ပါရှိပါတယ်။ဆရာတော်ပါဝင်စာချနာယက19ပါရှိပါတယ်သင်ပေးတဲ့အတန်းတွေကတော့ဓမ္မစရိယတန်းပထမကြီးတန်းပထမလတန်းပထမငယ်တန်းရှေးပြုမူလာတန်းရှင်ငယ်တန်းဒါအပြင်သာမဏေကျော်တန်းတွေကိုလည်းလက်ရှိကျောင်းမှာသင်ပေးနေပါတယ်ဒီထက်ဓမ္မစရိယ2ကျမ်းဆွဲသွားပြီဆိုလို့ရှိရင်လည်းပဲတိပိဋကစာမေးပွဲဝင်ပြန်လို့တဲ့စာသင်သားများရှိရင်လည်းပဲဒါဆောင်ရွက်ပေးပါတယ်နောက်ပြီးတော့ရန်ကုန်စေတီရင်ကနာအပိကွန်သားမန္တလေးတက်ကြတရားအပိကွန်သားတင်ယူလို့တဲ့ဒီကျောင်းကနေတက်လာတဲ့စာသင်သားများရှိရင်လည်းပဲဒါအဲ့ဒီစာမေးပွဲအတွက်လည်းစီစဉ်ပေးပါတယ်စာသင်သားတွေရဲ့ဆုံးကုန်းနဲ့ပတ်သက်ပြီးတော့အာယုဆုံးကတော့အာယုဆုံးခံတချို့ဆွမ်းလောင်းအသင်းတွေအာယုဆုံးခံပင်းတဲ့အခါကြလို့ရှိရင်အဲ့ဒါတွေကြွားတယ်အကယ်၍မရှိတဲ့ရက်တွေဆိုလို့ရှိရင်ဒီအင်းစိန်မြို့နယ်မိုဘိုင်းဆွမ်းလောင်းအသင်းဆိုတာရှိပါတယ်အဲ့ဒီမိုဘိုင်းဆွမ်းလောင်းအသင်းကအင်းစိန်မြို့နယ်မှာရှိတဲ့စာသင်သား90ကျော်မှာရှိတဲ့90ကျော်ရှိတဲ့စာသင်တတ်တွေကိုနေ့စဉ်မနေ့တန်းအာယုဆုံးပို့ပြီးတော့လှူဒန်းပါတယ်အဲ့ဒီအင်းစိန်မြို့နယ်မိုဘိုင်းဆွမ်းလောင်းအသင်းရဲ့အထောက်အပံ့နဲ့လည်းပဲလက်ရှိရွာမစာသင်တိုက်ရဲ့အာယုဆုံးကိစ္စကအဆင်ပြေပါတယ်အနာဂတ်ကြီးမှန်းချက်ကတော့မိမိတက်ဆွမ်းတဲ့ပရိယတ္တိလုပ်ငန်းနဲ့စာသင်သားတွေကိုဗုဒ္ဓဘုရားရှင်ရဲ့ပရိယတ္တိစာပေကိုဆက်လက်ပြီးတော့သင်ကြားပေးမယ်တရားဓမ္မတွေကိုလည်းပဲမိမိသိထားတဲ့ဗုဒ္ဓစာပေအသည့်တွေကိုစွမ်းနိုင်သလောက်ပြန်လည်ဖြန့်ဝေပေးမယ်လို့ရည်မှန်းထားပါတယ်မြတ်စွာဘုရားရဲ့ဟောတော်မူတဲ့နိကေ900ထဲက
အင်္ဂုတ္တရနိကေထဲမှာပါတဲ့ပင်စကနိပါမှာပါတဲ့ကိမိလသုတ်တံကိုလက်ဆင့်ကမ်းပေးချင်ပါတယ်အဲ့ဒီမှာမြတ်စွာဘုရားပြိဋိဘံစံပြီးနောက်ပိုင်းမှာဘုရားရှင်ရဲ့သာသနာတော်ကြာရှည်တည်တံ့ဖို့တည်တံ့ခြင်းရဲ့အကြောင်းကဘုရားရှင်ကမိန့်တော်မူတာရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့ဘုရားပေါ်မှာယူတည်လေးစားတာတရားပေါ်မှာယူတည်လေးစားတာတန်ခါပေါ်မှာယူတည်လေးစားတာသိက္ခာပေါ်မှာယူတည်လေးစားတာအချင်းချင်းယူတည်လေးစားတာဆိုပြီးတော့ဘုရားရှင်ရဲ့တပြည့်ဖြစ်တဲ့ယဟန်မယန္နာသုံးပါးကိုကိုးကွယ်စိတ်ကတဲ့ဥပဒကဥပတိကာမတွေဒီတရား၅ပါးကိုယူတည်လိုက်နာမယ်ဆိုလို့ရှိရင်ဘုရားရှင်ရဲ့သာသနာတော်ကကြာရှည်စွာတည်တံ့လိမ့်မယ်လို့ဘုရားရှင်ကဟောတော်မူခဲ့ပါတယ်ဒါကြောင့်ဘုရားရှင်ရဲ့ဒီတုတ်တန်တရားတော်အတိုင်းဗုဒ္ဓ channel ကိုကြည့်တဲ့စကန်နဲ့ပရိသတ်များအချင်းချင်းညှင်းခုန်တာခရံဖြစ်တာတွေကိုရှောင်ကျဉ်သောအဖြစ်အချင်းချင်းယူသေးလေးစားတာဟာဘုရားရှင်ရဲ့သာသနာတော်ကိုကြာရှည်စွာတည်တံ့အောင်ဆောင်ရွက်ရာရောက်တယ်လို့အသိပေးလိုပါတယ် မနက်9:00 နာရီခွဲချိန်မှာတော့မဟာစံတော်ဝင်သုံးတက်တိုက်ကျောင်းတော်ကြီးမှာအရှင်ဂန္ဓတာရာလင်္ကာရကတာမဏေကျော်ဒုတိယအဆင့်အတန်းကိုသင်ကြားပေးတာမို့ဆရာထံစာတက်ချိန်ပဲဖြစ်ပါတယ်ရတနာကရာရွှေစေကျောင်းတော်ကြီးမှာတော့အရှင်တတ္တမနန္ဒကအခြေပြုမူလာတန်းအဆင့်ကိုသင်ကြားပေးပါရရှင်ကနဝင်ဆောင်သုံးတက်တိုက်ကျောင်းတော်ကြီးမှာတော့အရှင်အိန္ဒြာစာရကပထမကြီးတန်းစာသင်သားများကိုသင်ကြားပေးပါရရှင်တိရိဝန္တကျောင်းဆောင်မှာပထမလက်တန်းစာသင်သားများသင်ကြားနေမှုပဲဖြစ်ပါရရှင်စာချဆရာတော်ကတော့အရှင်ပညာဆက်ကပဲဖြစ်ပါတယ်မနက်9:00 နာရီချိန်ကိုလက်တန့်စင်ပြီးတဲ့အခါမှာနေစွန်အတွက်ကျောင်းပြင်ပကိုတွားရောက်ပြီးစွန့်ခံထွက်ကြရပါရဲ့ရှင်ဝန်သာနုရခိတာဆောင်မှာတော့အမျိုးဘာသာသာသနာနဲ့ပတ်သက်တဲ့ဇာနဲ့မဂ္ဂဇင်းများတရားခွေများကိုရောင်းချပေးပါတယ်အင်းစိန်ရွာမှာပရိယတိစာတင်တိုင်းဗဒနာနာယကဆရာတော်ကြီးဗဒနာတိလောကဘိဝန္တာဟာပရဟိတအကျိုးကိုလည်းဆောင်ရွက်တော်မူလို့ပအိုးတနုတောင်ယူဗမာတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ကျောင်းသားလေးများကိုအစိုးရကျောင်းများမှာတက်ရောက်သင်ကြားစေပါတယ်။ဘွဲရသူတူအထက်တန်းအောင်မြင်သူတူဒသမရန်မှာပညာသင်ကြားနေသူ5ဦးနဝမရန်4ဦးအထမရန်3ဦးတထမရန်8ဦးပြင်စမရန်4ဦးနဲ့တတိယရန်2ဦးစုစုပေါင်း29ဦးရှိပါရဲ့ရှင်10:45မိနစ်ချိန်စွန်းစားတုံးအောင်ခောက်ချိန်မှာအာဟာရဓာတ်ကြီးနှစ်ထပ်စွန်းစားကြောင်းတော်ကြီးတို့စွာလန်းတော်မူကြရပါတယ်။အဲဒီနောက်စုံပြစ္ဆဝတ်ခန္ဓာဆင်ခြင်ပြီးမှဖုံးပေးတော်မူကြရပါရဲ့ရှင်။မွန်းတဲ့7 နာရီချိန်မှာကိုပိုင်စာကြည့်ချိန်နဲ့အနားယူချိန်ပဲဖြစ်ပါတယ်။မွန်းလေးတနာရီမှာဆရာထံစာ
တက်ချိန်ဖြစ်ပါတယ် ဟုတ်တော့ကောင်းသောအကျင့်ရှိသော တိုက်အုပ်ဆရာတော်ဦးစနိတာပိဝန္တာကမဟာထေရဝန္တတိုက်ဆောင်မှာတာမဏေကျော်ဒုတိယအဆင့်အတန်းကိုသင်ကြားပေးပါရဲ့ရှင်ကနဝန်ဆောင်သုံးထက်တိုက်ကျောင်းတော်ကြီးမှာတော့စာချဆရာတော်အရှင်ခေမစာရကပထမကြီးတဲ့ရမိုက်ကိုသင်ကြားပေးပါရဲ့ရှင်မဟာစန္ဒဝင်သုံးတက်တိုက်ကျောင်းတော်ကြီးမှာအရှင်ကဝိတာရလင်္ကာရကတာမဏေကျော်ပထမအဆင့်အတန်းကိုသင်ကြားပေးပါတယ်ဇေယဝန္တကျောင်းဆောင်မှာတော့အရှင်ညာနောဘာသာကမူကြိုတန်းကိုသင်ကြားပေးပါရဲ့ရှင်မေဓာဝန္တဆောင်မှာတော့အရှင်သိရိနာဘေဝန္တာကတာမဏေကျော်တတိယဆင့်စာသင်သားများကိုသင်ကြားပေးပါတယ်မော်လိုက်2 နာရီခွဲမှာကိုပိုင်စာချက်ချိန်ဖြစ်ပါရဲ့ရှင်စာချဆရာတော်ဗတ္တနာဣန္ဒရာစာရကသင်ကြားမှုပိုင်းနဲ့ပတ်သက်ပြီးတော့အခုလိုပဲပြောကြားပြီးတော်မူခဲ့ပါရဲ့ရှင်။ဦးဇင်းဘွဲအမိကတော့ဦးအိန္ဒာစာရဖြစ်ပါတယ်။ဝါတော်ကတော့26ဝါဖြစ်ပါတယ်။ဒီကျောင်းမှာစာကြဘုန်းကြီးတောင်းဝန်ယူထားပါတယ်။ဦးဇင်းဒေတာကဧရာဝတီတိုင်းဒေသကြီးဖြာပုံမြို့နယ်တလေကြီးကြီးရွာဖာကမီတော်ကတော့ဦးထွန်းကြီးမေတော်ကြီးကတော့ဒေါ်အုံးကြီးတို့က1333ခုနှစ်မှာပြတော်လက်သား10နှစ်ကမွေးဖွားခဲ့တာပေါ့နော်1356ခုနှစ်မှာဒီအေးစိန်ရွာမပရိယတ္တိစာသင်တိုက်ကိုစတင်ပြီးတော့ရောက်ရှိခဲ့ပါတယ်ဒီအေးစိန်ရွာမှာပရိယတ္တိစာသင်တိုက်ကိုရောက်ရှိပြီးတော့ဒီဓမ္မစရိယတန်းကိုပဲဆက်လက်ပြီးသင်ကြားတဲ့အခါအဲ့ဒီနှစ်မှာပဲဝိနည်းရီကဓမ္မစရိယဘွဲ့တရမဝန္တပါဠဓမ္မစရိယဘွဲ့ရရှိပြီးတော့1359ခုနှစ်မှာဒီကျောင်းသားရဲ့စာချဘုန်းကြီးအနေနဲ့စတင်ပြီးတော့ဆောင်ရွက်ခဲ့ပါတယ်အခုဆရာဘုန်းကြီးလုပ်ခဲ့တဲ့နှစ်အပိုင်းခြားကတော့ယခုနှစ်မှာဆိုရင်22နှစ်ရှိခဲ့ပါပြီ1359ခုနှစ်ကစပြီးတော့အခုဆိုရင်1359ခုနှစ်ရှိခဲ့ပါပြီ22နှစ်ဆရာဘုန်းကြီးတောင်းကိုလုပ်ခဲ့ပါတယ်အဲဒီဆရာဘုန်းကြီးတောင်းကိုပြုလုပ်ရင်းနဲ့ပဲကျောင်းတက်ရဲ့ပေးရတဲ့စာဝါများကိုလည်းပဲအခြေပြုမူလာတန်းအငယ်တန်းအလတ်တန်းအကြီးတန်းပေးရတဲ့စာဝါများကိုလည်းသင်ကြားပို့ချခဲ့ပါတယ်နာဂသာသနာတော်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာယူရထားတာကတော့ဒီဆရာဘုန်းကြီးလုပ်ရတဲ့ဘဝကိုသင်ထားတဲ့စာတွေကိုတပည့်တန်ဃာတွေကိုပြန်လည်ပြီးတော့သင်ကြားနေရတဲ့အခြေအနေအဲ့ဒီပုံမှာအရန်သဘောကျပါတယ်ဆရာသမားတွေကလည်းပဲဒီပရိယတ္တိနဲ့ပတ်သက်ပြီးတော့သင်ကြားပို့ချသင်ယူနေတာကိုလည်းဆရာသမားတွေကသဘောကျနှိမ့်ချိတ်ပါတယ်ဒါကြောင့်မလို့ဆရာသမားတွေလည်းသဘောကျကိုယ်နဲ့လည်းသဘောကျတဲ့စာပေသင်ကြားပို့ချခြင်းအလုပ်ကိုသဘောကျပါတယ်ပရိသတ်တွေဗုဒ္ဓ channel ကြီးနေကြတဲ့ပရိသတ်တွေအတွက်အထူးမှာကြားလိုတာကတော့
ပရိယတ္တိပရိပတ်တိဆိုတဲ့သာသနာတာဝန်2ရပ်မှာပေါ့ပရိယတ္တိလောကကိုယဟန်တန်ဃာတော်များကအသိများပြီးတော့တရားဓမ္မတွေအနေနဲ့တော်တော်လေးအသိနေကြပါတယ်သိပြီးတော့လည်းပဲထဲထဲဝင်ဝင်နဲ့မြင်းမြင်းသားသားထင်းထင်းသားသားမရှိကြပါဘူးအဲကြောင့်မလို့ဘုရားကျမ်းတော်ကိုကြည်နေတဲ့အာလုံးသောတရားဓမ္မများအနေဖြင့်ဒီသာသနာတော်မှာအရေးကြီးတဲ့ဒီပရိယတ္တိလုပ်ငန်းကိုသိရှိရလေအောင်ကြည်ညိုရလေအောင်သာသနာတော်မြတ်ကြီးအတွက်ကောင်းမှုကုသိုလ်တွေပြုပြီးတော့ကုသိုလ်သာသနာတော်မြတ်ကြီးနဲ့ဆက်လျက်ပြီးတော့ကောင်းမှုကုသိုလ်တွေပြုပြီးကုသိုလ်ကောင်းမှုတွေရဖို့အတွက်မီဒီယာသမားတွေအနေနဲ့ဒီပရိယတ္တိနဲ့ဘိုင်းဆိုင်ရာသာသနာကြီးများကျောင်းသားကြီးများယဟန်တန်ဃာတော်များလုပ်နေတဲ့အလုပ်တွေကိုဒီလိုမီဒီယာလောကကနေပြီးတော့မြင်သာမှုရှိအောင်သိရှိရလေအောင်ဆောင်ရွက်ပေးပြီးဘုရားကျမ်းတော်ကိုကြည်နေကြတာအလုံးသောတရားတော်များကလည်းပဲပရိယတ္တိလောကအတွက်ပရိယတ္တိသာသနာတော်အတွက်သာသနာပြုနေကြတဲ့ယဟန်တန်ဃာတော်များကိုဖူးမြင်တွေ့ရပြီးကောင်းမှုကုသိုလ်တွေယူနိုင်ကြပါစေလို့ဆန္ဒပြုပါတယ်အလုံးသောတရားဓမ္မတွေဘုရားကျမ်းတော်ကိုကြည်နေကြတဲ့တရားဓမ္မတွေလည်းပဲဤကောင်းမှုကုသိုလ်ကြောင့်မိမိတို့ရဲ့လူရဲ့ဆန္ဒတွေအဝဝတွေပြည့်ဝကြပါစေလို့ဆုတောင်းပတ္ထနာပြုလိုပါတယ်မိုးလေး3 နာရီခွဲချိန်မှာတော့ဆရာထံစာတက်ချိန်ပဲဖြစ်ပါတယ်ညနေ9 နာရီတန်ရှင်းတဲ့ကိုပိုင်စာကြည့်ချိန်မှာတော့စောင်းပြတန်ရှင်းပြုလုပ်ခြင်းရေဖြစ်ခြင်းစာကြည့်ခြင်းကိုပြုလုပ်ကြပါရရှင်မိုးရင်းကာလဖြစ်တာမို့ဖြန့်လာကြိုက်ခဲခြင်းကင်းဝေးစေရတဲ့ရင်းနဲ့တနက်ကိုရောချူပြီးတော့ဆေးဖြစ်နဲ့တောက်တုံးချရပါရဲ့ရှင်ညနေ6 နာရီချိန်မှာဇေဘုဒ္ဓဒါနဆောင်မှာစေကဖွင့်ပြီးတော့တန်ခါတော်များကိုဆရာဝန်များအလှည့်ကျလာရောက်စေကုသပေးပါရဲ့ရှင်စေကုသမှုအခြေအနေနဲ့ပတ်သက်ပြီးတော့လည်းဒေါက်တာဒေါ်မိုးမိုးမြင့်ကအခုလိုပဲပြောဆောင်ပေးခဲ့ပါရှင်။ကျွန်မလက်ထောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနကိုအေးစိမြို့နယ်ကျန်းမာရေးဦးစီးဌာနပါ။အခုဒီရွာမပရိယတ္တိစာတင်တိုင်းမှာစေကန်းကိုဒီညနေဘက်အားတဲ့အချိန်ဒီမှာလာပြီးထိုင်တာပါ။စေကန်းမှာဆရာမ9 ယောက်နဲ့ဆရာ1 ယောက်နဲ့ရှိပါတယ်။ကုမ္ပဏီဦးဝင်းထေးဒေါ်အေးသိန်း Cosmic ကုမ္ပဏီကနေပြီးတော့စေဝါတွေကိုထောက်ပံ့ပေးတာပါ။ဘုရားဘာသာမှာပရိယတ္တိပရိပတ်တိပရိဝေဒဆိုပြီးတော့3 ခုရှိတဲ့ထဲမှာဒီပရိယတ္တိအတွက်အရေးကြီးတဲ့ကိုရင်လေးတွေကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့စောင့်ရှောက်ခြင်းလို့စေကန်းလာထိုင်ဖြစ်တာပါအခုမိုးရဒီမှာအဖြစ်များ